မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ကမ္ဘာအစင်းရဲဆုံးသမရဟောင်းကွယ်လွန်တဲ့အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာစင်းရဲတဲ့ဆိုတာပူဝီလူချင်းသူတွေအတွက်ပါဘာကြောင့်လဲဆိုတော့တော့မသက်နိုင်ပဲအဆုံးမရှိတဲ့ပြန်ပွဲတစ်ခုကိုသူတို့ရောက်နေလို့ပါဆိုပြီးတော့မှအစင်းရဲဆုံးသမရဆိုတဲ့ဂုဏ်မှုကိုအမြင့်ကြီးဆိုခဲ့တဲ့သူလည်းဖြစ်တဲ့2010ကနေပြီးတော့မှ2015ခုနှစ်ထိဥရုဂွေနိုင်ငံကိုအုပ်ချုပ်ခဲ့သူကမ္ဘာအစင်းရဲဆုံးသမရအဖြစ်မှတ်တမ်းတင်ခဲ့သူဥရုဂွေသမရဟောင်းဟိုဆေးမူဟီကအသက်89နှစ်အရွယ်မှာဒီကနေ့မေလ14ရက်နေ့မှာပဲကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်မူဟီကာက၎င်းရဲ့သမရတက်တန်တစ်ချောင်းမှာနိုင်ငံကောင်းဆောင်တွေလိုမျိုးသမရအိမ်တော်မှာတခန်းတနာနေထိုင်တာမျိုးမရှိဘဲနဲ့၎င်းရဲ့ဇနီးဖြစ်သူနဲ့သူကိုပိုင်လေတော်အိမ်ငယ်လေးမှာသာနေထိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။မူဟီကာရဲ့အကြောင်းကိုပြောပြရမယ်ဆိုလို့ရှိရင်မူဟီကာကို1935ခုနှစ်မေလ20ရက်နေ့မှာဥရုဂွေနိုင်ငံမွန်တီပီရီယိုမှာရှိတဲ့ဆင်းရဲတဲ့မိသားစုတစုမှာမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူကလက်သမားတဦးဖြစ်ပြီးတော့မှမိခင်ကတော့လည်းအိမ်ရှင်မတဦးပဲဖြစ်ပါတယ်။မူဟီကာကမိသားစုပိုင်လေယာမှာပဲလို့လို့ရင်ကြီးပြင်းခဲ့တာဖြစ်ပြီးတော့မှပညာရေးကိုလည်းအခြေခံထိပဲသင်ယူခဲ့ရတဲ့သူလည်းဖြစ်ပါတယ်1956ခုနှစ်မှာတော့တော်လိုင်းရေးအဖွဲ့မှာပါဝင်ခဲ့ပြီးတော့မှအာဏာရှင်စနစ်ကိုတိုက်ဖြတ်ခဲ့ပါတယ်1980ခုနှစ်လက်နက်ကင်တော်လိုင်းရေးတွေမှာပါဝင်ခဲ့ပြီးတော့မှ၄ချိန်တီတီပြစ်ခတ်ခံခဲ့ရပြီးတော့မှလည်းတပ်ပေးကနေလွတ်မြောက်ခဲ့တဲ့လူတဦးလည်းဖြစ်ပါတယ်1983ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ထောင်ဒဏ်14နှစ်ချမှတ်ခံခဲ့ရပြီးတော့မြေအောက်အကျဉ်းထောင်တွင်းမှာလည်း2နှစ်တိတိနေထိုင်ခဲ့ရပါတယ်1985ခုနှစ်ဒီမိုကရေစီစနစ်ထွန်းကားလာပြီးတဲ့နောက်မှာတော့ထောင်ထဲကနေပြီးတော့မှလွတ်မြောက်လာခဲ့ပါတယ်1995ခုနှစ်မှာလှုပ်တော်အမတ်ဖြစ်ရွေးချယ်ခံခဲ့ရပြီးတော့မှ2010ကနေ2015ခုနှစ်ထိဥရုဂွေနိုင်ငံသမရအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်မူဟီကာကသမရဘဝမှာသမရအိမ်တော်မှာနေထိုင်ခြင်းမပြုဘဲနဲ့ကိုပိုင်လေတော်မှာရှိတဲ့အင်္ဂလိပ်မှာသာနေထိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒါအပြင်၎င်းရဲ့လစာရဲ့90%ကိုလည်းလူမှုရေးလုပ်ငန်းများအတွက်လှူဒန်းခဲ့ပြီးတော့မှရုံတက်ရုံစင်းကိုတောင်မှ၎င်းရဲ့ဘော့စ်ဝဲကွန်ကားဟောင်းလေးနဲ့ပဲရုံတက်ရုံစင်းလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်မူဟီကာလက်ထက်2013ခုနှစ်မှာဥရုဂွေနိုင်ငံမှာစီးကြောက်ကိုအပန်းဖြေဖို့အတွက်တရားဝင်သုံးခွင့်ပေးလိုက်တဲ့ကမ္ဘာပထမဆုံးနိုင်ငံလည်းဖြစ်ခဲ့ပါတယ်မူဟီကာလက်ထက်မှာဥရုဂွေနိုင်ငံတွင်းမှာပြည်ပြောင်းလဲရေးတွေအများကြီးလုပ်ခဲ့တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်မူဟီကာက၎င်းရဲ့လက်ထက်မှာအကျင့်ပြတ်ချစားတဲ့ဆွဆွဲချက်မျိုးလုံးဝမရှိအောင်နေထိုင်ခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။နိုင်ငံရေးနယ်ပယ်မှာတော့ပီလူလူသိများတဲ့မူဟီကာရဲ့ယူသားတဲ့ဂုဏ်ပုဒ်တွေကြောင့်ဥရုဂွေကဲ့သို့နိုင်ငံငယ်လေးကသမရတယောက်ကကမ္ဘာကျော်ခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။2015ခုနှစ်သမရတက်တန်ကုန်ဆုံးခြင်းနောက်ပိုင်းမှာတော့လေယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရင်းနဲ့လူမှုရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲများဟောပြောလျက်ရိုးရှင်းစွာနဲ့ဆက်လက်ရှင်သန်နေထိုင်ခဲ့ပြီးတော့မှ2025ခုနှစ်မေလ14ရက်နေ့မှာတော့ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။မူဟီကာကကမ္ဘာငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုကိုလည်းတင်သွင်းခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ဆင်းရဲတဲ့ဆိုတာပူပြီးလူချင်းသူတွေအတွက်ပါ။ဘာကြောင့်လဲဆိုတော့အတော်မသက်နိုင်ပဲနဲ့အဆုံးမရှိတဲ့ပြန်ပွဲတစ်ခုမှသူတို့ရောက်နေလို့ပါဆိုတဲ့ကမ္ဘာအစင်းရဲဆုံးသမရကတော့ဥရုဂွေနိုင်ငံအတွက်တာမကကမ္ဘာနိုင်ငံသီးသီးရဲ့လေးစားအားကြမှုကိုရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်ခင်ဗျာ။